ဝကိုစွန့်လွတ်ရမှာကြောက်ပြီးတော့နေကြဒါဘဝတဏှာလို့ဆိုတဲ့ဘဝပေါ်မှာသာဝရအရှင်သန်နေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တွေကဘဝပေါ်မှာတွေ့တာမှုရှိနေကြအေးဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုန်းကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့သဘာဝတရားတွေကိုမစင်စားမိတဲ့အခါစိတ်ဟာအာယုန်တွေထဲမှာပဲပြောနေအဲ့ဒါတွေကိုစဉ်းစားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာလဲဆိုထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်နောက်ကလူတွေမှာဖြစ်တတ်ပါတယ်ဘယ်သူဖြင့်ကွယ်လွန်သွားပြီဘယ်သူဖြင့်အိဋ္ဌာရောက်သွားပြီဆိုရင်ထိတ်လန့်သွားကြတယ်တုန်လှုပ်သွားတယ်အဲ့ဒီသဘောလေးဟာတန်ဝေကဆိုတဲ့အဓိပ္ပာယ်တရဏီနဲ့ပြောမှဆိုရင်တန်ဝေကဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိဇီဆိုတဲ့တန်ရှင်းရှိတဲ့ဝိဇီတက်ကတန်ရှင်းရှိတဲ့ဝိဇီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ပြန်နေတာဝိဇီဘယဆလနေတုကြောက်ခြင်းတုန်လှုပ်ခြင်းတန်ဝေကရဲ့အဓိပ္ပာယ်ကကြောက်တယ်တုန်လှုပ်သွားတယ်တာမန်ကာမဂုဏ်အာယုန်ဒီမှာပြောနေတဲ့အချိန်ကျင့်နေတယ်ခြေတက်စရာမကောင်းတဲ့အချက်ကလေးတွေးလိုက်တန်ဝေကဖြစ်ဖို့ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုးအဲ့ဒါမျိုးလေးဟာတန်ဝေကလို့ခေါ်ပါတယ်အေးပုရုဇဉ်တွေမှာတော့ဒီတန်ဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြကြတော့ပြန်ငြိမ်းသွားပျော်မြဲပြောနေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ပုရုဇဉ်တွေကြတော့ခပ်ပျော့ပျော့လေးဖြစ်တာဆိုအရှိန်သိမ့်မကောင်းတော့အဝိဇ္ဇာတို့တဏှာတို့ဆိုတဲ့အတွေ့အတာတရားတွေကပြန်ပြီးတော့ဖုံးလွှမ်းသွားတဲ့အခါရှိတဲ့တန်ဝေကလေးဟာပျောက်သွား